အိမ်ဖြူတော်ရဲ့ဂုဏ်ပြုမှုအတွက်ပြန်လည်ကျေးဇူးတင်လိုက်တဲ့ကမ္ဘာနံပါတ်1ရိုနယ်ဒိုဒီတစ်ပတ်ရဲ့လူပြောအများဆုံးသတင်းကတော့စိတ်ကြီးခရစ္စတီယာနိုရိုနယ်ဒိုရဲ့အိမ်ဖြူတော်ခရီးစဉ်ဖြစ်ပါတယ်ရိုနယ်ဒိုဟာအမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့်ရဲ့ဖိတ်ကြားမှုကြောင့်အိမ်ဖြူတော်ကိုရောက်ရှိလာခဲ့ပြီးသမ္မတရဲ့ညစာစားပွဲကိုဂုဏ်သရေရှိထိပ်သီးပုဂ္ဂိုလ်ကြီးတွေနဲ့တူတက်ရောက်ခဲ့ပါတယ်အနက်ရောင်အနောက်တိုင်းဝစ်စုံနဲ့ဘောလုံးသွေးကောင်တယောက်ရဲ့တွင်ပြင်ရှိနေတဲ့ရိုနယ်ဒိုဟာဇနီးလောင်းဂျော်ဂျီနာရိုဒီဂရက်စ်ရဲ့လက်ကိုဆွဲရင်းညစာစားပွဲမှာရှိနေခဲ့တာကိုသတင်းမီဒီယာဓာတ်ပုံတွေမှာတွေ့မြင်ခဲ့ရပါတယ်ရိုနယ်ဒိုကိုယ်တိုင်ကလည်း Elon Musk လို့ကမ္ဘာနံပါတ်1တထေးကြီးနဲ့ selfie ရိုက်ခဲ့သလို Apple CEO တင်ကွတ်နဲ့လည်းဓာတ်ပုံတွေမှာအတူမြင်တွေ့ခဲ့ရပါတယ်။ Trump ကရိုနယ်ဒိုကိုညစာစားပွဲမှာလည်းတကူတကနာမည်ထည့်ပြောသွားခဲ့ပြီးသူ့သားရဲ့အကြိုက်ဆုံးဘောလုံးသမားဖြစ်ကြောင်းချီးကျူးခဲ့သလိုညစာစားပွဲကိုတက်ရောက်လာပြီးတဲ့အတွက်ကျေးဇူးတင်ကြောင်းလည်းပြောခဲ့ပါသေးတယ်။မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက် body bag လာပါပြီ။ရိုနယ်ဒိုတို့ဆောင်တွဲကိုဒေါ်နယ်ထရန့်ကနောက်တနေ့မနက်မှာအိမ်ဖြူတော်သမ္မတရုံးခန်းစီကိုဖိတ်ကြားပြီးအိမ်ဖြူတော်ရဲ့ဂုဏ်ပြုလက်ဆောင်တစ်ခုအဖြစ်ရွှေတော့ကိုပါပေးရခဲ့ပါတယ်။ရိုနယ်ဒိုကဆော်ရီအရှိဆန်မင်းသားကိုညီကိုခေါ်ခွင့်ရတဲ့တူတဲ့သောသူဖြစ်တယ်လို့အခုဆိုရင်ဒေါ်နယ်ထရန့်အထိသူ့ရဲ့ခင်မင်မှုရဲ့ဝင်းကိုတိုးချဲ့နိုင်ခဲ့ပါတယ်။ရိုနယ်ဒိုကအိမ်ပြန်လမ်းမှာသူ့ရဲ့ဆိုရှယ်မီဒီယာကနေတဆင့်သမ္မတကြီးနဲ့သမ္မတကတော်တို့ကိုဖော်ရွေအေးဝတ်ကျေးပူးမှုအတွက်ကျေးဇူးတင်ကြောင်း Instagram စာမျက်နှာမှာရေးသားခဲ့ပါတယ်။ရိုနယ်ဒိုကတက်တီနဲ့တာဝန်ယူမှုကိုအခြေခံပြီးငြိမ်းချမ်းတဲ့နာဂတ်ကိုတိစောက်ရမှာမျိုးဆက်သစ်တွေအတွက်စံပြတစ်ယောက်ဖြစ်လာစေဖို့သူ့ဘိုင်းကိုတာဝန်ကျေသွားပါမယ်လို့လည်းခရီးပေးလိုက်ပါသေးတယ်။လက်ရှိမှာလည်းရိုနယ်ဒိုဟာဆော်ဒီအာရေဗီးယားမှာတန်တမန်တစ်ယောက်ဖြစ်ဘောလုံးအားကစားဆိုင်ရာယင်းနှိမ့်မြှုပ်နှံမှုတွေကိုပြုလုပ်ရင်းအရှေ့အလယ်ပိုင်းဒေသရဲ့ဘောလုံးပညာတိုးတက်လာရေးကိုလည်းကြိုးစားလှုပ်ဆောင်လုပ်နေပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးများတင်ပါတယ်။